လောင်းကစားပွဲတွေရဲ့အပြစ်6မျိုးရှိတယ်တဲ့နံပါတ်1ကပါတော့ဇယံဝေရံပတ္တဝတိတဲ့ကိုကအနိုင်ရလို့ရှိရင်ရံများတယ်အမုန်းများတယ်ဒါကြောင့်မလို့ဖဲဝိုင်းမှာဓာထိုးမှုတွေဖြစ်တယ်ဆိုအဲ့ဒါပေါ့နော်နိုင်တဲ့လူကိုလည်းဘေးကလူတွေကမခံကျင်ကြဘူးပေါ့နိုင်တဲ့လူကိုလည်းဒုက္ခပေးတာဒါကြောင့်မို့နိုင်လို့ရှိရင်လည်းရံပွားတယ်တဲ့နိုင်သူရံပွားရှုံးတဲ့လူကြတော့ဘာဖြစ်လဲရှုံးသွားတဲ့ပတ်စံအတွက်စိုးရင်တော့ကရောက်တယ်တဲ့ဟောဒါအပြစ်တစ်ခုနောက်လက်တွေ့ဘဝမှာပဲစီးစိမ်ဥစ္စာတွေပျက်စီးတယ်အစည်းအဝေးပွဲတွေမှာသူပြောတဲ့စကားဟာမထိရောက်ဘူးဘာလို့လဲဆိုတော့ဒီလူကကစားသမားလို့လူသိများထားတဲ့ပုဂ္ဂိုလ်တယောက်ရဲ့စကားဟာဘယ်တော့မှမအောင်အဲ့ဒါကိုဆိုလို့နံပါတ်5ကမိတ်ဆွေအပေါင်းအသင်းတွေကသူ့ပုံမှာနှိပ်ကွက်တယ်ဒီကောင်ပေါင်းရင်ချိပေါင်းနော်ငါသူ့အကြောင်းကောင်းကောင်းသိတယ်ဒီလူကကစားသမားဟောကောင်းတဲ့ဘက်ကနေမပြောကြဘူးတဲ့မိတ်ဆွေတင်ကအပေါင်းအသင်းတွေဟောနောက်ဆုံးနံပါတ်6ကျတော့ဘာတော့ဆိုတာရေးသမီးရေးကိစ္စအိမ်တော်ရေးကိစ္စနဲ့ပတ်သက်လာလို့ရှိရင်သူ့ဘယ်သူမှမစင်စားဘူးဒီကောင်ကကစားသမားသားမယားကိုကောင်းကောင်းလှုပ်ကြွေးနိုင်မဲ့အနေအထားမရှိဘူးအဲ့တော့သူနဲ့မပေးစားနဲ့ဆိုတဲ့ဟာတွေဖြစ်လာကြဒါမျိုးတွေဖြစ်လာတယ်တဲ့ဒါမြတ်စွာဘုရားဟောတာအဲ့တိုင်ဟောတာနော်အာဝါဟဝိဝါဟဆိုစကားလုံးရှိတယ်အဲ့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကဘာပြောတာတော့လူတွေတော့အာဝါဟဝိဝါဟမင်္ဂလာဆိုမင်္ဂလာဆောင်တယ်လို့ပဲပြောကြလိုက်ပဲအာဝါဟဆိုတာသူတို့သမီးကိုဆောင်ယူတာကိုအာဝါဟလို့ခေါ်တယ်သူတို့သမီးကိုဆောင်တယ်ဆိုတာမိဘအိမ်ကနေသူတို့သားအိမ်ကိုခေါ်ယူလာတာကိုအာဝါဟနော်ဝိဝါဟဆိုတာဘာလို့ဆိုသူတို့သမီးရဲ့မိဘတွေကသူတို့သားအိမ်ကိုပို့ပေးတာဝိဝါဟနှစ်ခုပေါင်းပြီးတော့ပြောတာနော်အာဝါဟဝိဝါဟဒါကြောင့်မို့ bride နဲ့ bridegroom ပေါ့နော်သူတို့သမီးလောင်းကိုခေါ်ယူတာကတစ်ခုသူတို့သမီးလောင်းကိုပို့ဆောင်ပေးတာကတစ်ခုအဲ့ဒီနှစ်ခုကိုပေါင်းပြီးတော့အာဝါဟဝိဝါဟလို့ခေါ်တယ်နှစ်ခုစလုံးဟာမြန်မာပြည်ကတော့ဒီထုံးစံမရှိဘူးမြန်မာပြည်ကတော့ဘယ်လိုလုပ်ကြလဲတော့မသိဘူးအရက်ထဲမှာဒီသူတို့သမီးကသူတို့သားအိမ်လိုက်တာလားသူတို့သားကသူတို့သမီးအိမ်လိုက်သွားတာလားကြိုက်တယ်လို့လုပ်ကြတာနဲ့တူပါတယ်နော်အိန္ဒိယနိုင်ငံမှာတော့ဒီလိုမဟုတ် dowry စနစ်ရှိတယ် dowry system dowry ဆိုတာအမျိုးသမီးကတင်တောင်းရတယ်အမျိုးသားတယောက်ကိုအိမ်အောင်ပြုခြင်းအမျိုးသမီးကတင်တောင်းတယ်ဒါ dowry system လို့ခေါ်တယ်ဗမာပြည်မှာအဲ့ဒီ dowry မရှိဘူးတတ်နိုင်တဲ့လူကပေးတယ်ဟောကောင်းတယ်တတ်နိုင်တဲ့လူကပေးတယ်အိန္ဒိယမှာတော့ dowry ရှိတယ် dowry ရှိသည့်အတွက်ကြောင့်မိသားစုတစ်ခုမှာသမီးတွေကြီးမွေးရင်တော့ဒုက္ခရောက်ပြီလားမှတ်ပြီတော့အဲ့လိုပတ်စံမတတ်နိုင်လို့ဒုက္ခရောက်ပြီလားမှတ်ပြီအိန္ဒိယနိုင်ငံမှာဒါကြောင့်မို့လို့နော်သမီးမမွေးချင်ကြတာတရုတ်ပြည်လည်းအဲ့လိုပဲနဲ့တူပါတယ်ကြာအိမ်တော်ရေးကိစ္စတွေမှာရှုံးခံရဗမာပြည်မှာအဲ့လိုမရှိတဲ့ tradition အမှန်တမ်းကောင်းတယ်လို့ခေါ်ရမှာနော်မေတ္တာလမ်းခင်းပြီးတော့ဗမာပြည်မှာတော့သွားထမှာရဲ့ရွှေချိုးငွေချိုးနဲ့သွားတယ်ထမှာရဲ့ဓာမရီနဲ့သွားတာဟုတ်မှထမှာနော်အဲ့ဒါလို့ပေါ့ဗမာရဲ့ system ကချီးမွမ်းစရာတွေအများကြီးရှိတယ်အမျိုးသမီးတွေဆိုလည်းအိမ်အောင်ပြုတဲ့အခါကျတော့အမျိုးသားနာမည်ယူစရာမှမလိုတာလေအနောက်နိုင်ငံတွေတို့ဥရောပနိုင်ငံတွေတို့ကသူ့နာမည်ကိုစွန့်ပြီးတော့အမျိုးသားနိုင်ငံတော့လိုက်ရတာယူရတယ်အနည်းဆုံးနာမည်ဖြစ်ဖြစ်နောက်ကနေလိုက်လာဂျပန်ပြည်မှာတော့ကိုကြိုက်တာကိုယ့်အကိုနေလို့ရ remain လုပ်လို့ရအလုံးလွတ်လပ်မှုရှိဗမာဒါကြောင့်မို့လို့ရွှေလို့ခေါ်တာလားမသိဘူးရွှေဆိုလို့ဟို golden ရွှေလားစောင်းသွားတဲ့ရွှေလားတော့မသိဘူးလမ်းကြောင်းမတည့်ပဲနဲ့စောင်းနေလို့ရွှေခေါ်တာလားနော်အဲ့ဒါတို့အတိတ်တွေဟာတကယ်ကို gold ရွှေဆိုရင်တော့ကောင်းတာပေါ့နော်တန်ဖိုးရှိတာပေါ့အဲ့ဒါကဘာလို့လောင်းကစားနဲ့ပတ်သက်တဲ့အပြစ်6မျိုး